Safaပြmy podcast channel လေးကိုအပိနာစနေကြရဲချရရဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်ဒီမှာတွေ့ရရဲ့နှစ်ပတ်တော်ကျွမ်းမှာမိတ်ဆွေများအားလုံးမင်္ဂလာချမ်းပါနဲ့ဘေးအန္တရာယ်ကင်းရှင်းစွာရှိနေနိုင်ကြဖို့အတွက်မျှော်လင့်ပါတယ်ကျွန်မဝင်ဤပါရှင်ကျွန်မမိသားစုရဲ့အကြိုင်းနေမှာပြန်ဆောင်ရလို့ခဏလောက်သူတို့နဲ့အချိန်ပေးဖြစ်ပါတယ် podcast လေးလေးတော့တွင်မှာခဏနာထားပါတယ်ရှင်ဒီဘက်ကဆက်ပြီးတော့ podcast လေးစူးစမ်းပြီးတော့အပတ်စဉ်တင်ဆက်ပေးတော့ဖို့ရှိပါတယ်ဒီတစ်ခါမှာတော့ဆရာမောင်တင်ဦးရေးသားထားတဲ့လက်ဖက်ရည်ဆိုင်ဆိုတဲ့စာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်လက်ဖက်ရည်ဆိုင်သည်ခက်ရိုးရိုးပင်ဖြစ်သည်လက်ဖက်ရည်ဖြောသည်တံဖြူကက်တသားဆိုင်ခုံရှိကြီးပေါ်တွင်မိုးသောတမောသည်အုတ်ထရံကာထားသည့်ဆိုင်နယ်နမိတ်ဖြားတွင်တာလပတ်အဖီအဖြစ်အတွင်ပြောင်းသွားသည်တာလပတ်အဖီအောက်မှာခွေးချီကုံပူလေးများဖြင့်တစားစင်သောတသားစပွဲပူလေးများပေါ်တွင်တံဖြူရည်နွေးဦးတစ်လုံးစီတင်ပေးထားသည်ဆိုင်အနောက်မှာတံဖြူဆိုင်ခုံကြီးနှစ်ပေပင်မိဖို့ရှိသည်လက်ဖက်ရည်အိုးကိုမြဲတည်ထားသည်ဆိုင်ခုံပေါ်တွင်တော့တန်နှန်းကျိုးတစ်ခုဆွဲထားပြီးအသင်းဖြော်တီမစ်ကော်ဖီရောက်ကလေးများဆွဲထားလေသည်လက်ဖက်ရည်ဆိုင်ဆိုသည်မှာဒါမျိုးသာဖြစ်ပါသည်သူဖွင့်ထားသောလက်ဖက်ရည်ဆိုင်ကဲ့သို့ပင်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကိုဖိုးချမ်းသည်လည်းရိုးရိုးကုတ်ကုတ်လေးပင်ဖြစ်သည်မနက်လင်းလျင်ရင်နွေးဦးတည်ရင်အသင်းဖြော်တော်များထုတ်တန်းတွင်ဆွဲလိုက်ပြီးခေါင်ကလေးများကိုခင်းလိုက်သည်နှင့်ဒီနေ့တနေ့တာအတွက်လက်ဖက်ရည်ဆိုင်အလုံးစားပြီးသူကတော့မနက်ကလေးကတင်ထားသောမျက်နှာတုပ်ပွားငယ်ကိုနေ့လည်ခင်းရောက်မှဖြုတ်ရင်ဖြုတ်မည်ဆိုင်သိမ်းချိန်ထိမဖြုတ်ဘဲနေမည်ဆိုင်တောက်ဖောက်တဲ့တပိပေးမှလည်းဖြုတ်ရင်ဖြုတ်မည်အများအားဖြင့်မို့ကမျက်နှာတုပ်ပွားသည်ဆိုင်သိမ်းသည့်အထိသူ့ပခုံးပေါ်တွင်စံပယ်ရသည်ကများပါသည်ဤလက်ဖက်ရည်ဆိုင်သည်ကိုဖိုးချမ်းဤရတနာပုံဖြစ်သည်တကောင်ကျွတ်လူပြိုကြီးဖြစ်တာမို့ဒီလက်ဖက်ရည်ဆိုင်ကလေးပဲကိုဖိုးချမ်းတယောက်မှတွေ့တာစရာရှိသည်ဤလက်ဖက်ရည်ဆိုင်သည်ပင်လူဘဝဤဝမ်းစာတိုက်ပွဲကြီးကိုသူနှင့်ပခုံးချင်းရှင်၍တိုက်ခိုက်နေသောရဲဘော်ရဲဘက်ကောင်းကြီးဖြစ်သည်ဟုစာလေးမတောက်တဲ့ခေါက်ဖတ်ဖို့သောကိုဖိုးချမ်းကစာတန်ပေတန်တွေတွင်သူ့ဆိုင်တွင်လက်ဖက်ရည်ထိုင်တောက်တတ်သောကျွန်တော်တို့ကိုပြောပြတတ်လေးရှိပါသည်ကိုဖိုးချမ်းသည်ရန်ကုန်စင်းအညာသားမျိုးနွယ်၏တတိယမျိုးဆက်ဝင်ဖြစ်သောကြောင့်အလုံးလိုရာတွင်စစ်စီသည်ခုံမော်သို့ဖောက်တယ်ထိုင်လိုက်သည်နှင့်ကိုဖိုးချမ်းရောက်နေပြီးစီစာလေးကြောင့်သည်ဆိုင်တွင်စပွဲတို့အဖျော်စရာပုံမထားသူ့လက်သူ့ချီကိုသာအားထားဆုံးဖြစ်သည်ကစီနဲ့လို့တော့မဟုတ်သူကိုယ်တိုင်ကအလုပ်ကိုလူခွဲမထားလို့ပဲကိုယ်တိုင်လှုပ်ချင်နေ၍ဖြစ်သည်လက်ဖက်ရည်ဖြော်ငွေသိန်းနံပြားရိုက်စပွဲတို့အကုန်သူလုပ်သည်သူ့ဆိုင်ကလည်းနံပြားတစ်မျိုးတည်းသာရသည်မနက်ခင်းဖောက်တယ်၍သူ့လက်ဖက်ရည်နဲ့သူအနေထိုင်သွားပြီးဆိုင်လေးအနှဲငယ်ငိမ်သက်သွားချိန်တွင်မူကိုဖိုးချမ်းသည်သူ၏ဆိုင်ခုံကြီးနောက်ရှိခွေးချီခုံရှိကြီးတစ်ခုံပေါ်မလုံးမရှက်တိတ်ဆိတ်ငိမ်သက်စွာထိုင်ကပထမပိုင်းသာရှိပြီးဒုတိယပိုင်းဝယ်ဖို့ရာပတ်စံစူးလျက်နေရသည့်ဝတ္ထုစာအုပ်တအုပ်အားကောက်ဖက်ရင်ဖက်ဒါမှမဟုတ်လက်ဖက်ရည်ကြကြတစ်ခွက်ကိုယ်တိုင်ထားဖြောကားတောက်ရင်အင်မတန်ရင်းနှီးသောဖောက်သည်များနှင့်စကားဆင်ပြောတတ်သည်ဒါကကိုဖိုးချမ်း၏trademark ဝတ္တိဖြစ်သည်လက်ဖက်ရည်တိုင်တို့လာရောက်ကြသောရွှေမိတ်တဟာကတော့လက်ဖက်ရည်ဆိုင်လိုကောလက်ဖက်ရည်ဆိုင်ပိုင်ရှင်လိုကောရိုးရိုးငုံငုံကြီးမဟုတ်ကြတော့ပေလူပေါင်းစုံသည်မနက်ခင်းနံပြားအာယုံဆွန်ရက်သောဖုံးတော်ကြီးများကအစရက်ွက်ထဲမှာအုပ်စုလိုက်ဝိုင်းထိုင်ကချဲတွက်နှလုံးတွက်လှုပ်လိုက်အိမ်ပွဲစားလှုပ်လိုက်ဖြင့်တနေကုန်တက်တော်တော်ကြီးများအထီရှိသည်မနက်ခင်းလျားကြီးချိန်တွင်တော့ညခရက်ွက်ပုံဆိုင်တွင်မိုးအလင်းချကြရင်အရှိန်လွန်သွားသောအရက်သမားတစ်ယောက်စာနှစ်ယောက်စာလာ၍ဆိုင်တကားကိုတတောက်တော့ခောက်တတ်သည်ဆိုင်ရှင်ကိုဖိုးချမ်းကလည်းအလိုက်တသိဖြင့်သူတို့ကိုနေရာပေးကလီမွန်တီးထုတ်အသိရှိသောလီမွန်တီးဖြောက်ပေးလိုက်
မရှိရင်ရင်နွေးချမ်းတဲ့တမယာသည်ထည့်ဖြောပေးလိုက်လုပ်ပေးတတ်သည်သူတို့ကလည်းကိုဖိုးချမ်းပြင်ပေးသမျှကိုကဒုံခရင်ဖြင့်ဖြည်းဖြည်းတက်တာမှုတ်ကတောက်တတ်သည်ထို့နောက်အေးစေးတက်တာစွာပဲပြန်သားတတ်ကြပါသည်ကိုဖိုးချမ်းမှာထိုအရသမားတို့လာရောက်ဖြေလျှော့ခြင်းလောက်ကိုမနက်ခင်းလက်ဖက်ရည်အိုတဲခြင်းတစ်ဖွဲဆန်တော်ခြင်းတတ်မှတ်၍ဆိုင်ဖွင့်ခင်းခြင်းလုပ်ရလေသည်တနေ့တနိုင်ကိုဖိုးချမ်းသည်ဆိုင်တွင်ရှိကတင်တစ်ဖွဲဆက်ထားပြီးခြေနှောင်းထောင်ထားသောတစ်သားစပွဲခုံရှိကြီးပေါ်တွင်အိတ်တဝက်နိုးတဝက်ဖြင့်လူးလိမ့်နေခိုင်တကားခောက်တန်တက်တဲ့ကြားရလေသည်သူ့ဆန်တော်ခြင်းရောက်ပြီးကိုဖိုးချမ်းထီထီချင်းခြေနှောင်းကိုကျင်လဲစွာခောက်ပြီးမျက်နှာထားတဲ့ခါမျက်နှာတော့ပွားလေးကိုထုံးစံအတိုင်းပေါ့ဖုံးမော်ခောက်တင်လိုက်ပြီးဆိုင်ရှိတကားကိုဖွင့်လိုက်သည်တွင်အပြင်မှာမိုးရွာပြီးခါစားမို့မိုးဆက်တင်လေးလေးတဝူဝူတိုင်နေသည်ဆိုင်အမိုးမှာသူ့ပြားစွန်းအောက်ရှိယနေ့အတွက်ကိုဖိုးချမ်းဤပထမဆုံးဖောက်တဲ့သည်သူမြင်နေကြမျက်နှာမဟုတ်လာနေကြအယက်သမားများမဟုတ်လူပုံမှန်ကြီးရောတက္ကသိုလ်ကျောင်းသူလောက်အရွယ်လေးကိုမှဆူရွှဲနေသောတီရှပ်ချက်သွေးရောင်နှင့်ပြင်ထမိန်စိမ့်စိမ့်တို့ကိုလိုက်ဖက်မညီလာစွာဝတ်ထားပေသည်စပင်တို့မှလည်းမိုးရီဆူရွှဲနေသဖြင့်မျက်နှာပေါ်သို့ဟိုတစားဒီတစားအေးကြလျက်ရှိသည့်အပြင်သူ၏မျက်နှာလေးပေါ်မှာဖြောတော့သောနှကန်းအဆောင်မှာချမ်းလွန်လာသဖြင့်တုန်နေတော့သည်မျက်လုံးတို့တွင်လည်းမိုးရီဝင်ထားသလားတခြားကြောင့်များရှိ၍လာမသိမျက်သားများหนีမြန်း၍ဖောင်းအင်းနေတော့သည်အဆိုးဆုံးမှာခြေထောက်ကလေးတစ်ဖက်စာနေလျက်ဒူးကောင်းစီမှသွေးများပေးချမ်းနေခြင်းပင်စင်စစ်ဒုက္ခသည်မကလေးဖြစ်လေသည်ကိုဖိုးချမ်းလည်းမလုံးပြူသွားပြီးလင်ဘေးဘီဝဲရသို့ကြည့်လိုက်သည်ဘသူမှမရှိဇွန်လ၏မိုးရေစံများအောက်တွင်ရန်ကုန်မြို့ကြီး၏နေစွန်နေဖျားစင်ချေပေါင်းရက်ွက်လေးသည်မီးများပင်မဖွင့်နိုင်ကြပဲကောင်းကောင်းကြီးအိမ်မောကြလျက်ရှိပေသည်ခွေးတကောင်ကြောင့်တမီးမပင်မှလမ်းမပေါ်တွင်မရှိကိုဖိုးချမ်းစဉ်းစားရကြသွားသည်ထို့နောက်ကိုဖိုးချမ်းလည်းမတက်တာတော့သည့်အဆုံးသူ့ပခုံးပေါ်တင်ထားသောမျက်နှာတော့ပွားလေးကိုကန်ပေးလိုက်ခါဒုက္ခသည်မကလေးကိုအထက်ခေါ်သွင်းလိုက်ပေသည်၎င်းသည်ကိုဖိုးချမ်းမှထိုဒုက္ခသည်မလေးအတွက်ပထမဆုံးပေးသောကူညီဆောင်မခြင်းဖြစ်လေတော့သည်၎င်းမှာကိုဖိုးချမ်းကသူ့ဆိုင်တွင်ပန်းတာဟုအမည်တညာသွင်းသည့်အင်မတန်တော့လက်ချက်ချတော့ဇဝဲတို့မလေးတယောက်တကြားဖန်ဆင်းသလိုဘွားကနေပေါ်လာရခြင်းအကြောင်းအားတိလိုတီသူများကမေးကြတိုင်းပြောပြသည့်ဇာတ်ကြောင်းပထမပိုင်းဖြစ်သည်ကိုဖိုးချမ်းပြောသည့်ဇာတ်ကြောင်းကိုဆက်ရတော့ပန်းတာကထိုညရရောက်ချင်းမှာပင်ပြန်စီရနေရမရှိတော့၍ဤဆိုင်တွင်မဲ့ခိတ္တမြနေပြရစီခွင့်ပန်သည်ကိုဖိုးချမ်းကလည်းကောင်းမိကောင်းရဖြစ်မင်းရိုးတီရိုးအားဖြင့်ကပိုဖြစ်နိုင်ပါသည်လက်ခံလိုက်သည့်၌ပန်းတာသည်ကိုဖိုးချမ်းအားဦးအချိန်ချင်းချရင်ရှိုက်ကြီးတငင်ငိုသည်ဟူ၍ဆက်ပြောပါသည်ပန်းတာ၏ခြေထောက်တန်ရကိုတညအလုံးဆေးစီးပေးနေရင်မနက်လင်းလာ၍ပုံမှန်လာနေကြအရက်သမားအုပ်စုတကားလာခောက်သောအခါပန်းတာကိုတွေ့သွားမိဆို၍ကိုဘာသာစိတ်မလုံးမလဲဖြစ်ခါဆိုင်ခုံကြီးအောက်တွင်ဝတ်ထားရဘူးသည်ဟူ၍လည်းစကားဆက်မိတိုင်းပြောတတ်ပါသေးသည်ကိုဖိုးချမ်း၏လက်ဖက်ရည်ဆိုင်တွင်ကျွန်တော်သည်ဂုံနူးဆောင်ဖောက်သည်ဖြစ်နေသောကြောင့်ထိုအကြောင်းများကိုခရီစီတွင်ကြသိနေခြင်းဖြစ်ပါသည်စာရေးသူပန်းတာမှာခြေထောက်ကလေးဆဆဖြင့်နံပြားရိုက်နံပြားဖုတ်လို့ရသောဘဝမှာခြေထောက်ပြန်ကောင်းလာပြီးပြေးနိုင်လာသောအခါလက်ဖက်ရည်ဆိုင်တွင်စပွဲတို့တနေရာအပိုင်စားရသွားပါတော့သည်ပန်းတာကရိုးတီရိုးအားကြီးကိုဖိုးချမ်းနဲ့တခြားစီဖြစ်သည်လျင်သည်တွတ်သည်ကိုဖိုးချမ်းသူ့ကိုစပွဲထဆရိုးကိုင်းချိန်တွင်လောက်ဖူးနေသည့်တက်ခန့်ရှိသလိုပင်ချက်ချင်းလုံးနိုင်သည်နံများဖို့ကိုလည်းမိန်းကလေးမီးကောင်မောက်တက်မဲ့အပူဟက်ခံချက်ခိုးဆွဲခံ၍ကိုင်းနိုင်သည်3 ရက်လောက်ပဲဇက်တိုက်ထိုင်မှုသောဖောက်သည်ဆိုရင်တော့ပန်းနာကလေးမှမှတ်မိသည်မစီဟောင်မလို့ကိုဖိုးချမ်းစီတခါရဲ့လမ်းအော်ပြီးဖြစ်သည်
ရုပ်ရည်ကလေးမှာတနာကမပြုံးတောင်လေးဖြစ်တည်တယ်ဖောက်တယ်များနှင့်အလိုက်အထိုက်လည်းပေါင်းတင်တက်၍ဆိုင်လာသမျှဖောက်တယ်တိုင်းပန်းသာကိုချစ်ကြသည်ထို့ကြောင့်ပန်းသာရောက်လာသည့်အချိန်မှစ၍ကိုဖိုးချမ်းတယောက်ဆိုင်ကုန်မှသာထိုင်ကအော်ရာလမ်းမှာတိုင်းလက်ဖက်ရည်ထားပြောပေးယုံလောက်နှင့်ပင်အလုပ်ဖြစ်နေပေသည်ဤဒီကိုပင်ကိုဖိုးချမ်းကတမျိုးလေးကျဉ်းနှံမိသလိုလိုသဘောချနေသလိုလိုဖြစ်နေသည်သူသည်ဆိုင်ခုံမော်တွင်သူဖတ်နေကြဝတ္ထုတစ်ပိုင်းကိုအေးအေးဆေးစမြုံပြန်ရင်သူအလုပ်လုပ်ဖူးခဲ့သည့်လက်ဖက်ရည်ဆိုင်အကြီးကြီးများစီမှာဆိုင်ခုံထိုင်မန်နေဂျာစတိုင်အားယခုမှပင်ပန်းတာအားကိုနှင့်တတ်တာစွာဖမ်းနေနိုင်ပေပြီဆိုင်သိမ်း၍အိတ်ကြသောအခါကိုဖိုးချမ်းကသူ့ဆိုင်နောက်ထဲရှိဂျုံအိမ်များလက်ဖက်လျှောက်ထုံများအေးပလင်းများထဲသောခန်းကလေးကိုပန်းတာအိတ်ဖို့ရာအပြိုကန်းလုပ်ပေးထားရသည်ကိုဖိုးချမ်းကတော့အားလုံးတည်ပြီးဖြစ်ကြသည့်အတိုင်းဆိုင်ထဲတွင်ခုံချင်းဆက်ချနောင်ထောင်ရင်အိတ်သည်သူတို့တနေ့တာမှာဤသို့ပင်တန်ရှင်းစင်ကြယ်စွာပြီးဆုံးပါသည်သို့သောလူပေါင်းစုံလာထိုင်သောလက်ဖက်ရည်ဆိုင်ဖြစ်သည့်အတွက်ပန်းသာစားရောက်လာခါစရုံကတော့လူပြိုကြီးကိုဖိုးချမ်းနဲ့အပြိုမလေးပန်းသာကိုအရက်ထဲကအမြင်သိမ့်မကြည့်ခြင်းကြတပုတ်လင်လင်းပြောကြသမုတ်ကြသည်သို့သောကိုဖိုးချမ်းကြီးရိုးဒီယူဝါပုံကိုအများကသိပြီးသားဖြစ်သည့်ကြားထဲတွင်အင်မတန်တော့လက်ချက်ချကအလိုက်တိတတ်သည့်ပန်းသာကြောင့်အကဲရဲ့9ရက်များပင်မခံလိုက်ရကိုဖိုးချမ်းသည်လည်းအဖျော်စရာရေးလို့တသက်မမဖြစ်လာခြင်းကြောင့်လက်ဖက်ရည်အချိုးကျလက်ဆလက်နမှန်လာသည်ကတကြောင်ပန်းသာလေးဤဖောက်တယ်များနှင့်အလိုက်အထိုက်ပြောတတ်ဆိုတတ်သောစွမ်းရည်ကြောင့်၎င်းကိုဖိုးချမ်း၏လက်ဖက်ရည်ဆိုင်လေးမှာရေခေးငါထက်လူတအုံအုံနှင့်စီကားလာပေသည်သို့သောနောက်ထပ်တိုးပွားလာသောပရိသတ်အသစ်များတွင်ကာလာသားပေါက်ဆာများနှင့်လူပြိုကြီးများသာတိုးပွားလာနေကြောင်းကိုဖိုးချမ်းသတိထားမိသည်တတိထားမိုံသာမကသူတို့သည်လက်ဖက်ရည်တောင်းရင်လာကြခြင်းမဟုတ်ကြောင်းမှာမွေချင်းချေမြင်သောမျက်စိဖြင့်သိနေပေသည်အချို့ကာလာသားပေါက်စာများဆိုစိုင်သိမ်းနေသည့်အချိန်များတွင်မှမပြန်ကြတော့ပေမျက်နှာနာခံ၍အတင်းဆိုင်ပိတ်ရသည်ထူးထူးခြားခြားကာလာသားတအုပ်ဆိုရင်ဆိုင်ပိတ်ပြီးကိုဖိုးချမ်းတို့အိတ်ဖို့ပြင်ချိန်လောက်တွင်ဆိုင်ပြင်သားသို့ထပ်ပေါက်လာတတ်ပြန်သည်သူကြီးစာလုံးမဟုတ်ခင်မောင်တို့ရဲ့ပန်းချစ်သူတစ်ချင်းမှာသူတို့နဲ့အတူပါလာတတ်သည်ကိုဖိုးချမ်းမှာဆိုင်တကားဖွင့်ကလှမ်းထုတ်ရသည့်အခါတိုင်းပန်းတာကလေးမှာသူ့ဟာနှင့်သူဟဟပပရင်ရင်ချန်နေခဲ့တတ်တော့လေကိုဖိုးချမ်းကာလာသားမောင်းပြီးရှူတီတီမျက်နှာကြီးဖြင့်ပြန်ရောက်လာတိုင်းတွင်မူရင်းနေသောပါဇက်ကိုတင်းစီကမချုံမချင်းပြုံးပြတတ်သည်၎င်းမှာပန်းတာ၏ trademark ဝတ္တိဖြစ်ပါသည်စင်စစ်လူလောကမှာပန်းကင်းကြီးနှင့်ဒူလာပေသည်ပန်းတဲ့ပန်းချင်းဆောင်ဟူသောစကားတွင်ပန်းချင်းဆောင်သောတဲ့တို့ကိုတဲပိုးပေးသူတို့မှာလင်းညင်းနဲ့အတူပြန်လာသောပြားကောင်လေးများဖြစ်ပါသည်ထိုပြားလေးတို့မှာပန်းကလေးတစ်ပွင့်ဤတီးရိုးတန်ကိုနာခံလျက်သူတီးရိုးတန်အမျောဆိုင်ရာပန်းကလေးတစ်ပွင့်စီသတင်းပြန်ပေးရင်းဖြင့်ပန်းကင်းကြီးရဲ့တွင်ပန်းတို့စင်ငါပွင့်တက်ချပေသည်ဤဥပမာအတိုင်းပင်ရက်ွက်တွင်ရှိလက်ဖက်ရည်ဆိုင်ရိုးကလေးမှာကိုဖိုးချမ်းနဲ့ပန်းသားတို့နှစ်ဦးမှာကာလမကြာမီအများအမြည်တွင်အလုံးမင်းလိုက်ဖက်လဲကြီးရှေ့သွားနောက်လိုက်လဲတင့်တယ်လွန်သောကြောင့်လက်ဖက်ရည်ဆိုင်ကြွလာမိတ်သလာပေါင်းတို့မှာသူတို့နှစ်ဦးအားတိတ်တိတ်ကြိတ်၍သဘောတူထားပြီးလက်ဖက်ရည်ဆိုင်တော့အမခံတချို့မှာကိုဖိုးချမ်းအားကြိတ်၍ပေးတီးပေးကြလေသည်သို့တော့ယောက်ျားလေးဘက်မှခြေလမ်းဆိုင်ရမည့်ကိစ္စဖြစ်ရသည်တဲ့ကိုဖိုးချမ်းကရိုးဒီယူအောင်မို့တုတ်မှမလုပ်တော့ကြောင့်အောင်သွေးတော်ရွှေပြားတော်မှာခံများနေပြီတော့သည်သို့တော့ဤမြလောက်ရိုးဒီယူအားနိုင်လာတော့ကိုဖိုးချမ်းကြီးလေရမနေသားဖြင့်ထွင်ထားသောသူငယ်ရောရုံမဟုတ်ရင်ခုန်တက်တော်လူသားသာဖြစ်လေသည်ထိုရင်ခုန်တက်တော်ရင်ကိုဝုံတိုင်းလောက်ခါသွားစီသည့်ဖြစ်ရတစ်ခုမှလေရှေ့နားတနေရာတွင်ကိုဖိုးချမ်းအားစောင့်နေနေလေပြီးပြီရှုပါအောင်စာဖတ်သူ
လက်ဖေးဆိုင်တစ်ဆိုင်ဤအနေထိုင်ခြင်းသည်နာနာ7နာရီမှမွန်လွဲ1နာရီယွန်းယွန်းခန့်ဖြစ်သည်ထိုအနေထိုင်ခြင်းတွင်ကိုဖိုးချမ်းဤလက်ဖေးဆိုင်ကလေးလိုပါသည်ထိုချိန်တွင်မူလက်ဖေးဆိုင်လေးဤအသုံးဝင်တံမိုးတွင်သည်စားလောင်နေသူတို့အစာဖြစ်ရမဟုတ်တော့ပဲခရီးတစ်ထောင်မောပန်းနေသူတို့ထိုင်နာရန်အဖြစ်ကူးပြောင်းလာလေတော့သည်ထို့သို့ထိုင်နာလာချကုန်သောဆိုင်သို့ကြွလာမိသဟာတွေတွင်ကိုဖိုးချမ်းတတိအထားမိဆုံးဖောက်တယောက်ရှိသည်သူသည်ဆိုင်ကိုမနက်7နာရီတောင်ကနေအထိဆိုရောက်၍မွန်လဲ1နာရီထိုးလောက်ဆိုလျှင်ပတ်စံရှင်းပေးခဲ့ပြီးထွက်သွားတတ်သည်ဆိုင်လာထိုင်တိုင်းတွင်သူသည်လွယ်အိတ်ထဲမှစာအုပ်တော်ကိုယူ၍လက်ဖက်ရည်ပုံမှန်တစ်ခွက်မှပြီးထိုင်ဖက်လေးရှိသည်မျက်စိလည်းညောင်လက်ဖက်ရည်လေးအေးသွားသောအခါလက်ဖက်ရည်ကိုတကြိုက်ထဲနှင့်အပီးမော်ရင်းမျက်စိညောင်ပြေသောအခါစာဆက်ဖတ်နေတတ်သည်လူပုံပန်းမှာအသားခက်လက်လက်မျက်ခုံးမျက်လုံးကောင်းကောင်းဖြစ်ခါသူ့မျက်နှာမှာအနှဲငယ်နွမ်းနေနေသောညာလေးကြည်လင်ပေါ်ပါသည့်အသွင်ကိုဆောင်သည်လာထိုင်တိုင်းမြင်ဖြင့်ဖြူလက်ရှိကိုတတောင်ထိခောက်ဝက်ခါပလဲပေါက်လုံးကြီးတစ်ပတ်တစ်ခါရောင်လေးသည်သူ၏အင်ဂျီအိတ်ထောင်ထဲတွင်တင့်တယ်စွာအမြဲဆံပယ်လျက်ရှိသောအနီးနှင့်အဖျားမင်းနှချောင်းရအရာ၎င်းကိုဖိုးချမ်း၏အမခံပရိသတ်တို့မှသတင်းပေးချက်အရာ၎င်းသုံးသပ်ခါသူသည်အရက်ထဲတွင်စာလှဲ့တင်နေသောကျူရှင်ဆရာတယောက်ဖြစ်မှန်းကိုဖိုးချမ်းကောက်ချက်ချမိလေသည်ထိုကျူရှင်ဆရာသည်သူတင်သောတပည့်များ၏လေးစင်ကန်းစာအုပ်များအဖြေလွှာများစသည်တို့ကိုပါရရင်ရသလိုလက်ဖေးဆိုင်ထိုင်ရင်တခါရဲအမှတ်ချစ်သည့်အတွက်ကိုဖိုးချမ်း၏ဆိုင်ကလေးမှာဆရာနာနေခန်းလေးတစ်ဖွဲဖြစ်နေလေသည်ဤတွင်စပွဲတို့မှလေးပန်းသာသည်ထိုကျူရှင်ဆရာလေးကိုကြည့်ရင်အားကြသည်ထင်သူလဲစာတင်တဲ့ဆရာမဖြစ်ခြင်းသည်ဟုကိုဖိုးချမ်းကိုပူစားလေသည်ကိုဖိုးချမ်းကနင်ဆရာမလို့10တန်းရောက်အောင်ရဲ့လားဟုလူကနေမေးမိသောအခါပန်းသာကောင်းငုံသွားသည်မျက်နှာလေးညိုသွားသည်ဒီချိန်တွင်ကျောင်းပြန်တက်ဖို့ကလည်းဈေးစကကြီးသဖြင့်မဖြစ်နိုင်တော့သို့တော့သူစဉ်းစားရမိသလောက်ဖြတ်ထွန်းညံလေးဖြင့်ကိုဖိုးချမ်းကိုပြန်ပြောသည်မှာအော်ဆိုင်ရလာနေချက်ကျူရှင်ဆရာကိုပါတာရှိရပဲသူ့ကို10တန်းစာသင်ပေးဖို့ပြောကြည့်မယ်လေနောက်ပြီးဆိုင်ရလာနေ10တန်းအကြကောင်းလေးဖြင်းဖြည်းဖြည်းချဘူးလေအဲ့လိုဖြင်းဖြည်းဖြည်းကြည့်မှာပေါ့ဟုတ်တည်းဟိုက်ရှာလပတ်ဆရာကိုပါတာကလည်းလိုလလားပင်လက်ခံတင်ပေးသည်စာတင်ကမပေးပါနဲ့ဟုပင်ပြောသဖြင့်ကိုဖိုးချမ်းကလက်ဖေးရောအလကားတိုက်ပါမည်ဟုအာနန္ဒာနှင့်ပြောယူရသည်ထို့ကြောင့်ဆရာကိုပါတာလက်ဖေးဆိုင်လာထိုင်သောအချိန်လေးမှာပန်းသာလေးကျူရှင်ချိန်ဖြစ်သွားသည်ထို့ကြောင့်ထိုစာတင်ချိန်တွင်စပွဲတို့တာဝန်ကိုကိုဖိုးချမ်းကတဖန်ပြန်တာဝန်ယူရသည်ပန်းသာကလည်းပင်ကိုညံခေါင်းသူမို့တင်လွယ်တက်လွယ်သည်ကြားတယ်နံပြားရရင်စာအန်သည်အထိမနာမနေကြိုးစားတာမို့ခဏလေးအတွင်းမှာစာရီများရလာသည်ထို့သောသူ့ဘဝလေးတလန်းရှိလာသဖြင့်ကိုဖိုးချမ်းမှာဝမ်းသာရတော့လေတစ်ဖက်တွင်ဆရာကိုဘာသာနှင့်ပန်းသာလေးအမတန်ရင်းနှီးလာခြင်းကိုစိတ်ထဲတွင်ကြလိဖြစ်လာသည်ကိုဘာသာရှာရှင်းပြနေချိန်တွင်မျက်လုံးအဝိုင်းသားဖြင့်ရင်သက်ရှူမောကြည့်နေသောမိပန်းသားကိုကြည့်ကစိတ်ထဲတွင်ဆိုရမိလာသည်ရိုးတိယူဝါကြီးကိုဖိုးချမ်းတယောက်ကိုသဝင်တိုလို့တိုမှမသိဖြစ်နေသောအခါဆိုင်လာထိုင်နေကြကာလာသားများကကြည့်ရကြသည်တနေ့တွင်ဆရာကိုဘာသာစာသင်နေချိန်တွင်ပန်းသာစီမှဟေခနဲ့အာမေရိတ်တန်ကိုကြားသဖြင့်ကိုဖိုးချမ်းသွားရောက်ကြည့်ရှုရာဆရာကိုဘာသာမှာပန်းသာလေးအားမိမပန်အနီရောင်ဖဲပြားတို့ကလေးလေးတစ်ခုပြနေဟန်မြင်သောကြောင့်ရင်ထဲတွင်ဒိတ်ခနဲဖြစ်သွားပြီးဆက်ချောင်းကြည့်သည့်တွင်ပန်းသာလေးမှာအံ့အားသင့်နေဟန်ဆရာကိုဘာသာလေးမျက်နှာမထားတတ်အောင်ဖြက်လျက်ကလေးကိုအမြန်ပြန်သိမ်းလိုက်ဟန်ထို့နောက်တိုးလေးအနာကပ်၍ခတ်အုပ်ပြောဟန်ကိုမြင်သောအခါကိုဖိုးချမ်းမခံစားနိုင်တော့ဆိုင်ပိတ်သောအချိန်ကိုတမင်းဆောက်ပြီးပန်းသာကိုမေးမှဖြစ်တော်မူကိုစဉ်းစားလျက်ရင်တုံပန်းတုံကြလိဖြင့်ဇဝဲဆက်ထိုးလေသည်
ထိုနေ့ကျူရှင်သိန်းချိန်တွင်ပန်းတာမှအပြင်ခဏသွားအောင်မည်ဆိုကခဏထွက်သွားပြန်၏ကိုဖိုးချမ်းကြီးတဝင်းတို့စိတ်တို့မှရစရာမရှိတော့အပြင်သွားမှပြန်လာသောအခါကိုဖိုးချမ်းမျက်လုံးပြူသွားသည်ပန်းတာဤနှစ်ဖူးဆန်စားပေါ်တွင်ကလစ်အနီလေးတစ်ချောင်းပန်လျက်ရုတ်တရက်သဘောပေါက်လိုက်ပါပြီထို့ကြောင့်ဆိုင်တွင်သို့မဝင်ရသေးသည်တွင်စီး၍မေးပါတော့သည်ဟဲ့ပန်းတာရှင်ကိုကြီးဖိုးချမ်းဘာခိုင်းမလို့လဲနင်းစောနာဘယ်သွားရလဲအိုးဘယ်တော့ကိုကြီးချောင်းနဲ့သွားရကြတော့ပန်းတာမှာသူ့ဝတီအတိုင်းရေရွှန်းပတ်ရွှန်းပြောနေသည်ကိုကိုဖိုးချမ်းနားမလဲတော့အတင်းပိတ်၍မေးလေတော့သည်နင်းကလေးကဘယ်ရလဲအော်ဒီနေ့ကျမှတော်တော်ဆက်ဆူပါပဲကိုကြီးရဲ့ပန်းတာခုနအပြင်သားရေးမှာခင်းရောက်နေရတယ်သဘောကျလို့ဝေးလာတာဟဲ့ငါ့ကိုမလိန်စမ်းနဲ့ကျူရှင်ဆရာကြီးစီရရမလားရာဆဆစာတင်ရင်ပိုးချေပန်းချေပေးရတယ်လို့မနှက်ပြန်လာရင်တွေ့မယ်ဟဲ့ဆွဆရာလူကောင်းမှာတော့စကားစမိလို့ပြောရအောင်မယ်ဆရာကလေတအားရိုးတာတိလားခုတွေ့ရင်တော့ရေချင်းဆရာကြီးတော့အဲ့ဆရာကလေးဝယ်ပြီးတော့သူတော်တော့နင်းစမပြောနေတော့နောက်ဆိုလဲဒီဆရာနဲ့မတင်နဲ့တော့ငါနင်းကိုစိုးရိမ်လို့ပြောနေတာတိလားတော့ကြအဆက်တကွဲအကျိုးနဲ့ဖြစ်မှဖြစ်ကိုကြီးနော်သူများအကြောင်းမသိရသေးပဲနဲ့ပုတ်ခါမပြောစမ်းပါနဲ့ဆရာကလူကောင်းပါဆိုပြောထားရလေဟာဒီကောင်မလေးကတော့ပြောလေကဲလေပဲကိုဖိုးချန်ဒေါသထွက်လွန်သွားပြီးပန်းတာကြီးပခုံးကလေးမြောက်ကိုစက်ခနဲ့ဆွဲလုပ်လိုက်မိသည်သူတီးလိုက်သောအချိန်တွင်ပန်းတာကြီးလက်ကလေးရဲ့မှပါဆယ်တော့တသေးလေးတစ်ခုပြုတ်ကျသွားသည်ပန်းတာမှာမျက်ရည်များဝဲလေးရဲ့ကိုဖိုးချန်၏လက်ထဲမှတင်ယုံပြီးသူ့အခန်းစီသို့ပြေးဝင်သွားသည်ကိုဖိုးချမ်းမှာငုံငေါဖြစ်မယ်ပါဆယ်ထောက်ကလေးကိုပွင့်ဖောက်ကြည့်သောအခါကိုဖိုးချမ်းဝေမည်ဆိုရင်ပတ်စံစုနေသောဝတ္ထုဤဒုတိယရဲစာအုပ်လေးဖြစ်နေလေသည်၎င်းနှင့်အတူစာလေးတစ်စောင်ကိုတွေ့၍ဖတ်ကြည့်သောအခါကိုဤဖိုးချမ်းပန်းသာစာရေးလိုက်ပါ၏ကိုဤဖတ်ချင်တဲ့စာအုပ်လေးကိုဆရာအကူညီနဲ့မရမဖိုးရဲကနေရှာပြီးဝယ်ပေးလိုက်ပါတယ်ကိုကြီးပေါ်ပန်းတာတင်နေကျေးဇူးဟာဒီလက်ဆောင်လေးနဲ့ဆက်လို့မကုန်ပါဘူးပန်းတာအကြောင်းကိုကြီးမေးတိုင်းပန်းတာရှောင်ပြေးနေခဲ့ရတွေကိုတခါရေးဒီစားလဲမှာရေးလိုက်ချင်ပါတယ်ပန်းတာကိုရန်ရောက်တော့အဖေရောအမေရောရှေ့ဆင်နောက်ဆင်ဆောင်သွားတယ်ရွာမလေးတကောင်ကျွတ်မို့စွန့်စားပြီးမျိုးတက်လာရင်တပည့်ဆိုင်တွေမှာဇပွဲတို့ကြီးပဲလုံရတယ်စပွဲတို့ပဲလှုပ်တက်တာမို့ရောအတိအလိမ်မှာဘာမှမရှိရကြောင်းမှာပန်းတာအေရောအရန်ပင်ပန်းရပါတယ်ဆိုင်ရှင်တွေတအားဆိုးတာညင်ဆဲတယ်ရိုက်တယ်မခံမရနိုင်တော့ရင်တခြားဆိုင်တစ်ဆိုင်ထွက်ပြေးပြီးစပွဲတို့ဆက်လောက်ပါတယ်ကိုကြီးစီမရောက်ခင်နောက်ဆုံးဆိုင်ကအဆိုးဆုံးပါပဲဆိုင်ရှင်ကတအားမှမဲသူ့ရှိမှအားတော့မနေရဘူးနေစရာပေးထားတဲ့အဆောင်အတူတူအလုပ်တွေအမကြီးပဲညတိုင်းတယောက်စီပျောက်သွားကြရင်ပြန်လာရဲ့အခါငိုကြရင်အလုံးမှလည်းကြိုက်ရှိမခံတော့ဘူးအလုပ်ထွက်ကြရင်ပန်းတာမရောက်ခင်ကဆိုတက်သေးကြတယ်ကြားဖို့ပဲအမကြီးကပန်းတာကိုထွက်ပြေးဖို့ပဲပြောနေကြတယ်ပန်းတာထွက်မပြေးခဲ့ဘူးအိမ်ညတော့ပန်းတာကိုဆိုင်ရှင်ကဆိုင်မှာကိစ္စတစ်ခုရှိလို့ခြံခဲ့တယ်ညပလေးရောက်ကိုဆိုင်အတွင်းကန်းထဲကိုခေါ်ပြီးမဟုတ်တာလို့ပို့ချန်တော့တာပါပဲပန်းတာရှိသမျှအားနဲ့ရုန်းကန်ရင်ဓာတ်တစ်ချောင်းတွေ့တော့ရန်တန်းထိုးလိုက်ရင်ချုပ်ထားပြီးတော့အတင်းထွက်ပြေးရတယ်ညကလည်းမောင်မိုးကလည်းတဲမှထွက်ပြေးရင်မြောင်းနဲ့ချော်လဲတော့ထူချိုးသွားရတယ်တရွတ်တိုက်အာတင်ပြီးပြေးရှောင်ရင်ကိုကြီးဆိုင်ရောက်လာတော့တကားခေါင်းမရပါပဲအိမ်ဟာနေပန်းတာဘွားလေးပြောင်းလဲလာတယ်ကိုကြီးပုံတော်ပတ်စားရီပြောပြရင်တုံတင်ဆုံးမရာရော
စီကံတကြီးနဲ့ထိမ့်သိမ့်ပေးတာရောကြောင့်မှပန်းတာဘွားမှာဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာတဖြည်းဖြည်းသိမြင်လာတယ်။နောက်ပြီးကိုကြီးစီစဉ်ပေးလို့ဆရာနဲ့ကျူရှင်တင်ရတဲ့အခါပန်းတာပိုးပြီးမြင်ကျလာတယ်။အခုတော့ပန်းတာကျောင်းဆရာမလုပ်ပြီးနောက်လာမယ့်ကလေးတွေပန်းတာလို့မသိနာမလဲပဲဒုက္ခမရောက်ရအောင်ပညာသင်ပေးဖို့ရည်ရွယ်ထားပြီးကိုရဲ့အဲ့လိုမျိုးအိမ်မမလာနိုင်အောင်ထီကူညီပေးလို့အတွက်လေကိုကြီးကိုကျေးဇူးတင်နေရတယ်။ဆရာကိုစကားဆက်မိလို့ပြောကြည့်ရောဆရာဖြစ်ကလည်းခက်ဆင်စင်မေးတဲ့သူ့ဘဝမှာဆရာဖြစ်လာအောင်လှုံ့ဆော်ပေးကိုကြီးလိုမျိုးကျေးဇူးရှင်လည်းဆရာမှရှိရဲ့အဲ့ဒါသူကျေးဇူးရှင်ကိုလက်ဆောင်ပေးဖို့ဆိုပြီးသူချွေနေစားတွေကနေလက်ဆောင်လေးဝယ်ထားတာကိုပန်းတာအားကြပြီးခုလိုလက်ဆောင်ပေးရတာပါကိုကြီးလူကျင်နာရသွားလို့ပြောနေမယ်လို့လည်းပန်းတာမျောလင်းဝမ်းသာမိပါတယ်ချစ်တဲ့ပန်းတာစာကိုစုံအောင်ဖတ်ပြီးချိန်တွင်ကိုဖိုးချမ်းတယောက်မျက်ရည်များတွေကြားလျက်ပန်းတာခန်းစီသို့ပြေးကြည့်သောအခါဟထားသောတကားပေါက်လေးတွင်၌ပန်းတာတယောက်ဒူနှစ်ဖက်ပေါ်မျက်နှာအိုးလျက်ကျူးကျူးပါအောင်ကိုနေသည်ကိုတွေ့သည်ဖြင့်ပွေဖက်ရင်ပန်းတာအကိုကြီးမှားပါရဲ့ကွယ်မငိုပါနဲ့တော့ဟုတ်ဆိုကမျက်ရည်လေးများကိုလက်ခုံဖြင့်တုပ်ပေးနေသည်ပန်းတာကလည်းအကိုကြီးငိုနေအကိုကြီးလည်းမငိုရအောင်လေဟိုပြောဆိုကိုဖိုးချမ်းအားမျက်ရည်များတော့ပေးရင်နှစ်ယောက်သားမသိလိုက်မသိပါသားပွေဖက်မိတာရှိုက်ကြီးတင်ငင်ဖြင့်ငိုဝဲစင်ချလေရောသည်ထို့သူငိုဝဲစင်နေကြရင်နှစ်ယောက်သားအတိပြန်ဝင်လာသောအခါပွေဖက်နေလျက်ရှိကြသည်ကိုမြင်တော့တဦးနှင့်တဦးတွန်းဖယ်လျက်နှစ်ဦးလုံးရှက်ကုန်ကြတော့သည်ယောက်ျားလေးဆိုင်ရမီချီလန်ကိုဖိုးချမ်းကအရင်ကလိုယူတီယူအောင်မလုံးနေတော့ပန်းတာကိုကြီးကိုခွန်းလို့တယ်မလားစိတ်မဆိုးတော့ဘူးလားမလို့ကိုကြီးလည်းတောင်းမှန်ပြီးပြီပဲပန်းတာအဖြစ်မယူပါဘူးမသိလို့ပဲအဲ့ဒါဆိုစားရဲမှာနေကောင်းတထားလေးကတကယ်လားဘာဖြစ်တဲ့ပန်းတာဆိုလားပန်းတာခေါင်းကုန်သွားသည်ထို့နောက်မရေတရေသူ့အကိုကြီးကိုကြည့်ကတလုံးချင်းအာယူပြီးပြောလိုက်သည်စာမေးပွဲပြီးဒီဆောင်မအောင်ကိုရဲ့ထိုနှစ်စာမေးပွဲကိုပန်းတာနှစ်ချင်းပေါက်သည်စာမေးပွဲအောင်ထိမ့်မှတ်အနေဖြင့်ကိုဖိုးချမ်းကြီးမှာသူ့လက်ဖေးဆိုင်တွင်မနက်ခင်းလက်ဖေးနဲ့မဟုတ်အလကားတိုက်ရာဆရာကိုဘာသာလေကြွရောက်ချီးမြှင့်လာသဖြင့်ကိုဖိုးချမ်းကြီးမှာရိုးသားပွင့်လင်းသောအညာသားလူပြိုကြီးပမာဆရာအားကုန်း၍ပင်ကတော့လေတော့ဟူဤထိုစဉ်အနောက်နာမှဟောတော့ဟူသောမိန်းကလေးအားတတကိုကြား၍ကုန်းဦးချနေသောကိုဖိုးချမ်းဘေးမှရက်နေသောပန်းတာလေးငှဲ့ဆောင်ကြည့်ရာဆရာကိုဘာသာနှင့်တက်တူရွယ်တူဆရာမလေးတယောက်သူ့နဖူဆန်စားထက်တွင်မူဖဲပြားကလေးနီနီလေးတင်တယ်လျက်နောင်ကာလအနေငယ်ကြသောထိုလက်ဖက်ရည်ဆိုင်ကလေးတွင်နောက်တစ်ခေါက်မနက်ခင်းလက်ဖက်ရည်နှင့်မုံအလကားကျွေးပြန်လေသည်မြည်သည့်အထင်အမှတ်ဟူသည်ကယခုလောက်ဆိုစာဖတ်သူတို့သိနေကြလောက်မည်ပင်မောင်တင်ဦးငွေရေးသားရဲ့ဆရာယူ credit ပေးပါရှင်နောက်ဆုံးပေးခဲ့ကြတဲ့မိတ်ဆွေများလည်းတညတာလုံးပြီးအနေရခင်ရှင်စွာနဲ့အိပ်ပျော်နိုင်ချပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်